လောက်ခလာစာကိုမူရစ်ဆေးနဲ့ပေးလာကြတဲ့ရွှေတူးဖော်ရေးလုပ်ငန်းခုလက်ရှိမှာတော့အေယာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ဥယျာဉ်ချောင်းတွေမှာရွှေလုတ်ကွက်ကြီးတွေကိုခက်စိတ်စိတ်တွေ့မြင်နိုင်ပါတယ်။ဒါအပြင်တမိုင်းဝင်မြေနေရာတွေလေယာစိုက်ခင်းမြေနဲ့စကြက်မြေနေရာတွေမှာပါရွှေတူးဖော်တာတွေလုပ်လာကြတာကြောင့်ဒေသခံတို့ကကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ပူတာအိုမြို့နယ်မှာတော့စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းရွှေတူးဖော်ရေးလုပ်ကွက်တွေဟာရာနဲ့ချီလာပါတယ်။ကချင်လွတ်မြောက်ရေးတပ်မတော် KIA ထိန်းချုပ်ရာဒေသတွေမှာမူရစ်ဆေးရောင်းချသူတွေနဲ့တုံးဆွဲသူတွေကိုဖမ်းဆီးထောင်ချတာနေအိမ်နဲ့လေယာတွေကိုချိတ်ပိတ်တာတွေလုပ်ကြပေမဲ့ထိထိရောက်ရောက်ကင်တွယ်ဆောင်ရွက်နိုင်တာမျိုးမရှိသေးပါဘူး။မူရစ်ဆေးသုံးတဲ့သူက ARD ဆေးလဲစားနေကြတယ်။အဲ့ဒီဆေးတွေလည်းယူပေးနေရလို့တစုံတစ်ခုဖြစ်သွားရင်ဆိုပြီးအားလုံးကိုပြန်လွတ်လိုက်တာ။သူတို့လည်းအဲ့လောက်ထိတော့မလုံနိုင်သေးပါဘူး။မူရစ်ဆေးသုံးဆွဲလို့ပြည်သူ့စစ်အဖွဲ့ရဲ့ဖမ်းဆီးထိန်းသိမ်းခံရသူတွေရဲ့မှာယောဂခံရှိသူတွေနဲ့HIV ယောဂပိုးကူးစက်ခံထားရသူတွေလည်းပါဝင်နေပါတယ်။အဲ့ဒီလိုယောဂပိုးရှိသူတွေဟာ ARD ဆေးဝါးတွေကိုတောက်နေရတာကြောင့်သူတို့နေ့စဉ်တောက်ရမယ့်ဆေးတွေကိုရှာဖွေပေးနေရတဲ့အတွက်ထောင်ချအရေးယူတာမျိုးတွေမလုပ်နိုင်ပဲပြန်လွတ်ပေးနေရတာပဲဖြစ်ပါတယ်။ KIA ထိန်းချုပ်ရာဒေသတွေမှာမူရစ်ဆေးရောင်းချသူတွေကိုတော့နေအိမ်နဲ့လေယာမြေတွေကိုချိတ်ပိတ်တာမျိုးတွေရှိနေပါတယ်ပထမတစ်ကြိမ်ဆေးသုံးရင် KIA ကသူတို့စခန်းကိုခေါ်ပြီးဆေးဖြတ်ပေးတယ်ဒီကိုပြန်ရောက်လို့နောက်တစ်ကြိမ်ထပ်သုံးရင်တော့သူတို့ကတခါတည်းထောင်ချလိုက်တယ်အခုနောက်ပိုင်းသုံးတဲ့သူတွေတော့နေလာပေမဲ့ကြံနေသေးတယ်လုံးဝမကင်းစင်သေးဘူးဒီမူရစ်ဆေးဝါးကလူညွန့်တုံးစေရဲ့အဆိုးဆုံးအရာပဲဒေသခံအလုပ်သမားတွေမူရစ်ဆေးသုံးဆွဲနေကြတဲ့ဖြစ်စဉ်ဟာရွှေတူးဖော်ရေးလုပ်ငန်းတွေသာမကပဲမြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်ရာဘာစိုက်ခင်းနဲ့ဖားကန့်ကြောက်စိမ်းတူးဖော်ရေးလုပ်ကွက်တွေမှာလည်းရှိနေကြပါတယ်မူရစ်ဆေးသုံးဆွဲလွန်ပြီးလောပန်းလောင်းအိမ်မက်တွေပျောက်ကွယ်ခဲ့ကြရတဲ့လုပ်သားတွေဟာမရေတွက်နိုင်အောင်များပြားလာနေပါတော့တယ်